လိုမျိုးကြီးအနောက်မှာလက်ကိုသွားပြီးတော့မိပြီးတော့လိုမျိုးကြီးမကြော်ပါဘူးနော်စာချေပြတ်မှုအားကောင်းစေတယ်ကောင်းမှုစေတဲ့စာနဲ့နီးကပ်ပြီးတော့လုံးဝမလုပ်သင့်ပါဘူးအားလုံးပဲမင်္ဂလာပါရှင် Facebook ကပြန်လဲကြိုဆိုပါရစေဒီနေ့အလေးကစာချေပြတ်မှုစနစ်အားကောင်းစေမယ့်ယောဂကျင့်စဉ်လေးကိုပြသပေးမှာဖြစ်ပါတယ်ဒီမှာတော့ Facebook က Yoga Instructor အလေးပါရှင်ပထမအာဆန်လို့ခေါ်တဲ့ဂျပန် pose လေးနဲ့ထိုင်ပါမယ်ဒီပုံစံလေးဘာမှမလုပ်ဒီပုံစံလေးပဲဒါလေးကအရန်ကိုတက်တက်ရှိတယ်ဒါမှမဟုတ်တစ်ခုတော့ရှိတာပေါ့နော်ခြေကျုံးအကျော်အရန်တင်းတဲ့သူတွေဆိုတအားနာတယ်ပေါ့နော်အဲ့ဒီခါကျရင်တော့ခြေပြားလေးထောက်ပြီးတော့ထိုင်လို့ရတယ်ဒါမှမဟုတ်တင်မအောက်မှာကူရှင်လေးတစ်ခုခုပေါ့နော်အကူတစ်ခုခုထည့်ပြီးတော့ထိုင်လို့ရတယ်โอเคအခုကအီလီယာတော့ဂျပန် pose လေးနဲ့ထိုင်ပြထားပါတယ်ဒါလေးကိုကရတယ်ဆိုရင်10မိနစ်ထိထိုင်လို့ရဒါနဲ့ထိုင်နိုင်တယ်ဆို9မိနစ်လောက်ထိုင်လို့ရပြီเนาะဒါအစာချေပြတ်မှုအောက်အရန်ကိုကောင်းမွန်စေတဲ့အလွယ်ဆုံးအကွက်လေးတစ်ခုဖြစ်ပါတယ်เนาะโอเคနောက်ထပ်တစ်ခုထပ်ပြပေးပါမယ်ဘိုက်ရိုက်ပြီးတော့အသက်ရှူတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒါပေမဲ့လည်းဘိုက်ရိုက်တာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ထဲမှာရှိတဲ့အတွင်းကလေးစာကိုသွားပြီးတော့လှုပ်ဆော်ပေးတဲ့အတွက်သူကအစာချေပြတ်မှုစနစ်ကိုလည်းအားကောင်းစေတာဖြစ်တဲ့အတွက်အတူတူလိုက်လို့အောင်เนาะလက်ကလေးပလက်ကလေးထားတာပြီမယ်โอเคလေကိုတော့ကြီးရှူမယ်ရှူတော့ပြီးမှရိုက်မယ်โอเคဒါလေးကမြန်စရာမလိုတစ်ချက်ချင်းစီသွားလို့ရတယ်တကယ်လို့ဆက်ချင်းလောက်တဲ့သူတွေမလောက်တတ်ဘူးဆိုလက်ကလေးဘိုက်လေးပေါ်တင်ပြီးတော့လေးကိုရှူတယ်ရှူတော့ရင်ဘိုက်လေးကိုရှက်သွားဒါလေးနဲ့ကျင်လို့ရနော်โอเคဒါပေမဲ့အစာနဲ့တော့အရင်နီးလို့မရပါဘူးအနည်းဆုံး1နာရီလောက်ချပေးရပါမယ်နောက်ထပ်တစ်မျိုးထပ်ပြပါမယ်ခြေထောက်လေးကိုရှေ့ကိုဆင်းချလိုက်မယ်ခြေထောက်လေးနှစ်ဖက်စလုံးရှေ့ကိုဆင်းခါလေးကိုတော့ဆန့်ထားပေးမယ်ဒီဘိုက်ကြောရှေ့ဘိုက်ကြောလေးတင်းသွားတဲ့ဒီခါလေးကိုဆန့်ပြီးတော့ထိုင်မယ်ခြေပြားလေးစိုက်ထားပေးမယ်လက်ကလေးပေးကနေရှူသွင်းတဲ့ပုံယူမယ်ခါလေးဆန့်ထားတဲ့အတိုင်းမေးလေးကိုရှေ့လေးကို45လောက်လေးတွန်းခန္ဓာကိုယ်လေးကိုဆန့်တဲ့အတိုင်းလေးဘိုက်လေးကိုဆွဲရှက်ပြီးတော့မောက်ချလိုက်မယ်โอเคဖြည်းဖြည်းနဲ့ဆင်းချသွားလိုက်မယ်တက်နေထားလေးမှာရှုပ်လေးပုံမှန်လေးဒါလေးကို10စက္ကန့်ထိနေပြီးလို့ရပါတယ်ရတယ်ဆိုရင်20စက္ကန့်ထိနေပြီးနော်โอเคပြင်ဖြည်းဖြည်းချင်းခန္ဓာကိုယ်လေးပြန်လာတကယ်လို့အောက်အထိမရောက်နိုင်တဲ့သူကလက်ကလေးဒူးဘေးတစ်ဖက်တစ်ချက်မှထောင်ခါလေးကိုဆန့်ပြီးတော့ကိုယ်နိုင်တဲ့လောက်လေးအရှိလေးကိုဒီလောက်လေးပဲရရင်ဒီလောက်လေးမှပဲနေပြီးလို့ရတယ်ဘိုက်လေးတော့နည်းနည်းလေးရှက်ထားနေမယ်နော်အခင်းနောက်ဆုံးတစ်ခွက်သွားပါမယ်ခြေထောက်လေးကိုကွေးထိုင်လိုက်မယ်ခြေထောက်တစ်ဖက်ကဒူးလေးကိုကြော်လိုက်မယ်အခင်းနော်တစ်ဖက်ကတင်မနောက်လေးမှာလက်ဖြားလေးပဲသွားထောက်ပြီးမယ်ပြီးသားပြီဆိုရင်ဆန့်ကျင်ဘက်လက်ကလေးပေါ်လေးကိုဆန့်ပြီးတော့ဒူးလေးကိုကြော်လိုက်ဒါလေးပဲအမမလို့အနောက်ကခါလေးသွားလို့ရသေးတယ်ဆိုအနောက်ကလက်ကလေးနည်းနည်းလေးတင်မနောက်လေးကိုနည်းနည်းလေးထက်ရွှေ့ပြီးတော့ခါလေးကိုဆွဲဘိုက်လေးကိုဆွဲရှက်ပြီးတော့ဆွဲလဲပြီးရှစ်ထုတ်ပုံမှန်လေးလောက်ထားပြီးမယ်ဒါလေးကို5 second ကနေပြီးတော့10 second အထိသွားပြီးလို့ရတယ်ပြင်ဖြည်းဖြည်းချင်းပြန်လာမယ်နောက်ထပ်တစ်ဖက်ပြန်ပြောင်းပါမယ်ခြေထောက်လေးကိုကွေးတယ်ဒူးလေးကိုကြောချတာဒီဘက်ခြေထောက်လေးကတင်မဘက်ကိုဆွဲကက်ထားပြီးမယ်နော်လက်ကလေးတင်မနောက်မှာလက်ဖြားလေးထောက်မယ်အဲ့မှာနောက်တစ်ခုကမာတာတော့မဟုတ်ပါဘူးနော် position တစ်ခုအနေနဲ့ကဒီလိုမျိုးကြီးအနောက်မှာလက်ကိုသွားပြီးတော့မိပြီးတော့ဒီလိုမျိုးကြီးမကြော်ပါဘူးနော်အနောက်ကလက်ကလေးကထောက်ထားတဲ့ဆိုရင်ဘယ်လောက်ပဲခါလေးကိုရှုသွင်းဆန့်ကျင်ဘက်လက်ကလေးပေါ်ဆန့်ပြီးတော့ဒူးလေးကြော်ချပြီးဆွဲလက်ပြီးဘိုက်လေးကိုဆွဲရှက်ပြီးတော့ဆွဲလက်ရှုသွင်းရှုတော့ပုံမှန်လေးလောက်ထားပြီးโอเค5 second နဲ့10 second ထိနေပြီးရင်ခန္ဓာကိုယ်လေးတာအားလေးပြန်လက်လာမယ်โอเคဒီနေ့တော့ဒီလောက်ပါပဲရှင်ဒါပေမဲ့တခုတော့ရှိတယ်ပေါ့နော်အစာချေပြတ်မှုအားကောင်းစေတယ်ကောင်းမွန်စေတဲ့ဖြစ်တာတော့ဟုတ်တယ်ဒါပေမဲ့အစာနဲ့နီးကပ်ပြီးတော့လုံးဝမလုပ်သင့်ပါဘူးအဲ့ဒါလေးတော့တစ်ချက်သတိထားပြပါနော်နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်တတာဒီမှာတော့ Facebook က Yoga Instructor အီလေးပါရှင်